မင်္ဂလာပါလဝါမြန်မာလေးဥပဘာသာစကားများလူတယောက်ရဲ့လဝါမြန်မာရှိတဲ့လက္ခဏာလမ်းများသည်ထိုလူသား၏လူမှုရေးစီးပွားရေးကျန်းမာရေးအလုံးစုံသောဘဝဆိုင်ရာအကြောင်းချင်းရာဖြစ်ပျက်များကိုဖုံးတစ်လုံး၏ setting ကဲ့သို့ဖော်ပြလျက်ရှိနေပါတယ်အဲ့တော့ဒီလဝါမြန်မာရှိနေတဲ့လက္ခဏာမိခင်လမ်းများရဲ့ဒီအနေအထားလေးပေါ့ဒါလေးတွေလဝါမြန်မာလက္ခဏာဘာသာစကားများကျွန်တော်တို့အတူတူဖတ်ကြည့်မယ်ပေါ့ဒီမှာအသက်လမ်းကြောင်းလို့ခေါ်တဲ့ဘဝလမ်းကြောင်းဖြစ်ပါတယ်ဒီလမ်းကြောင်းအင်ပဒန်ရေးကြည့်ပါတယ်လက္ခဏာရှင်တန်မှုအသက်တဲ့ကိုယ်ကာယအင်အားစုများကျန်းမာရေးဆိုင်ရာအချက်လက်များဝေကျေတနာဥစ္စာပိုင်ဆိုင်မှုများသူ၏တသက်တာဘဝကံကြမ္မာအနေအမြင့်အပြောင်းလဲများအားလုံးကိုဖော်ပြတဲ့ဒီအသက်လမ်းလို့ခေါ်တဲ့ဘဝလမ်းဖြစ်တယ်ပေါ့နော်အခုမြင်နေရတဲ့လက္ခဏာရှင်ရဲ့အသက်လမ်းကြောင်းလို့ခေါ်တဲ့ဘဝလမ်းကြောင်းဒီထေရှားခြင်းပြတ်သားခြင်းရှည်လျားခြင်းနဲ့အားကောင်းစွာတည်ရှိနေတယ်နောက်တစ်ချက်ကစောက်ဝိုင်းချမ်းပုံကျယ်ဝန်းနေတယ်ပေါ့နော်တချို့အသက်လမ်းတွေကကျင်းတယ်အသက်လမ်းကြောင်းကျင်းရင်မကောင်းဘဝကံခိတယ်အသက်လမ်းကြောင်းဒီအင်အားပလာအထူးပြည့်စုံပြီးတော့ကျယ်ဝန်းနေတဲ့အတွက်လက္ခဏာရှင်တန်မှုအသက်ခိုင်မာမယ်ကျမ်းမာတန်ဆွမ်းမယ်ကောင်းသောအိုးအိတိုက်တာဒနာဥစ္စာများရရှိပြီးကြောဝချမ်းသာတတ်တယ်ဒီနေရာမှာကြောဝချမ်းသာခြင်းမှာအတိတ်ပဲဖွင့်ဆိုခြင်းမျိုးစုံရှိတယ်တချို့ကအရန်ပင်ပန်းပြီးတော့ကြောဝချမ်းသာတာမျိုးရှိတယ်ပေါ့နော်အသက်လမ်းကြောင်းဖြောင်းနေပင်ပန်းတတ်တယ်ဆင်းရဲတတ်တယ်ပင်ပန်းတတ်တယ်အသက်လမ်းကြောင်းဆောက်ဝိုင်းတန်းပုံဆောင်နေခြင်းဒီငွေကြေးဒနာဥစ္စာမပင်ပန်းနဲ့တာရအေးအေးဆေးဆေးနဲ့ရရှိပြီးတော့ဒနာဥစ္စာပိုင်းမှာကြောဝချမ်းသာကံကောင်းတတ်တယ်သဘောရှိတယ်ပေါ့နော်ဟုတ်ပါပြီဒါတော့အုံနောက်လမ်းကြောင်းလို့ခေါ်တဲ့ဉာဏ်ပညာလမ်းကြောင်းဖြစ်ပြီးတော့လက္ခဏာရှင်ရဲ့ဒီအုံနောက်အာရုံကြောဆိုင်ရာ slate ပေါ့နော်ဉာဏ်ပညာအတွေးခေါ်ဆောင်ရများဦးအောင်ကိုကိုစားပြုတယ်ဒါတော့နှလုံးသားလမ်းလို့ခေါ်တဲ့ချင်းမြတ်တာလမ်းလဝမြန်မာရှိတဲ့မိခင်လက္ခဏာလမ်းများအားလုံးကောင်းတဲ့အတွက်အရေးကြီးတဲ့လက္ခဏာမိခင်လမ်းများအားလုံးကောင်းတဲ့အတွက်ကျမ်းမာခြင်းအသက်ရှည်ခြင်းဘဝကြီးကံမကောင်းသောကံကြမ္မာများကလွတ်မြောက်စေခြင်းဆိုတဲ့ဒီကောင်းတဲ့သဘောဆောင်တဲ့ဘဝတစ်ခုရရှိမယ်ဒီနေရာမှာတော့အပိုလိုလိုင်းလို့ခေါ်တဲ့အောင်မြင်လည်းရှိနေတယ်အပိုလိုလိုင်းကလည်းတခြားကြည့်တော်ကောင်းနေတယ်နှလုံးသားဒါလမ်းတက်တဲ့ပိုလိုလိုင်းပေါ့နော်အောင်မြင်ခြင်းဒေတာတနင်္ဂနွေနေမင်းစကေအောင်မြင်ခြင်းတကိုးဆွမ်းအများကြီးဒေတာတကိုးဆိုတာတရုပ်စကလုံးဖြစ်ပြီးတော့တန်ဒီတကောင်ခိုးစီတကောင်အလင်းလို့အတိတ်ပဲရတယ်ပေါ့နော်တနင်္ဂနွေလက်သက်ကျွဲလက်ချောင်းလက်သက်ကျွဲဆိုတာသက်ကျွဲမောင်းနှန်း9ပေါ်လက်ချောင်းလက်မဲ့သက်ကျွဲဆိုတာတူစက်လှပတဲ့နာမည်ပေါ့နော်လက်သက်ကျွဲလက်ချောင်းအောင်မြင်လိုင်းရှိနေတယ်လက်သက်မာဂျူရီလက်ကောင်းတယ်တနင်္လာဂျိုကုံဒီပေါ့ဒနာဥစ္စာနဲ့ကြောဝချမ်းသာခြင်းငြိမ်းသာရခြင်းရဲ့နေရာတနေ့နာဂျုံကုန်လည်းအင်အားရှိတယ်ကောင်းတယ်တောက်ကြဂျုံကုန်လက်မအဖျားပိုင်း logic တွေးတော်မှုစဉ်းစားမှုဉာဏ်ပညာမျှော်မြင်ပိုင်းလည်းကောင်းတယ်ဇော်လုံးလောက်ရိယတတိအပိုင်းလည်းကောင်းတယ်လည်းကောင်းမှာရလို့ခေါ်တဲ့ကြာစီလေးရှိနေတယ်ပေါ့နော်ကျွယ်ဝချမ်းသာစေခြင်းဘဝကံကောင်းခြင်းများဤကောင်းသောဝိသေသများနဲ့ပြည့်စုံတဲ့လက္ခဏာရှင်တယောက်ဖြစ်ပါတယ်အရေးကြီးတဲ့အချက်ကတော့အသက်လည်းတော့အင်ပတန်ကောင်းနေတယ်အောင်မြင်လည်းပါနေတယ်လက်ဝါးပြဂျိုကုန်နဲ့အယောင်အသွေးအင်ပတန်ကောင်းတဲ့အတွက်ဘဝမှာအောင်မြင်တဲ့ကြွယ်ဝချမ်းသာခြင်းနဲ့အလုံးစုံသောကံကောင်းခြင်းများရရှိလာမယ်လို့ဖော်ပြနေပါတယ်။ဟုတ်ကဲ့ပါမိတ်ဆွေများကျွန်တော်မိတ်ဆွေများအားလုံးပဲဘေးဥပဒေဝေးကွာလူရဆန္ဒပြေးကွာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေဗျာကျွန်တော်ဆရာမိုးတော့ပါဗျာ။